စိတ်ခွန်အားပေးတဲ့သူရှိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာ mental support ရှိတဲ့သူတွေရှိဖို့သိအရေးကြီးပါတယ်အောင်မြင်မှုကိုသွားတဲ့လမ်းတစ်လျှောက်မှာငါတို့ဆိုတာပဲရှိတယ်ငါဆိုတာမရှိပါဘူးတဲ့ကိုယ်နောက်မှာအမြဲယက်တည်နေမဲ့သူကြာရှုံးသည်ဖြစ်စေအောင်မြင်သည်ဖြစ်စေကိုယ့်ကိုအမြဲအားပေးနေမဲ့သူလိုလူတစ်ယောက်ကသိလိုအပ်ပါတယ်လူတွေဟာဖျားရွှေချလောက်ကြသူတွေသာသိများပါတယ်အောင်မြင်ပြီးကမှအစဉ်ပြေကမှဂုဏ်ယူအားပေးတတ်ကြပါတယ်တုံညာကနေစတင်မဲ့လူတစ်ယောက်ကို support ပေးတဲ့ environment လူပတ်ဝန်းကျင်ဟာသိရှားပါတယ်ဒါကြောင့်နေရာတစ်ခုရဖို့အတွက်သိခတ်တယ်အတော်တန်အောင်မြင်ပြီးလူသိများပြီးမှသူပါလို့သဘောကျတယ်အားပေးတယ်ဆိုတဲ့လူတွေကြီးပါပဲတုံညာကနေစတင်မဲ့အချိန်မှာကို support ပေးမဲ့သူအမြဲအားပေးနေမဲ့သူရှိဖို့လိုပါတယ်အဲ့ဒီလူဟာချစ်သူရည်စားမိသားစုဘသူပဲဖြစ်ဖြစ်ပေါ့လက်လျှော့ချင်လာတိုင်း motivation ပေးတဲ့သူစိတ်ပြတ်အားငယ်တိုင်းနှစ်သိမ့်ပေးမဲ့သူမျိုးပေါ့ကိုပင်ပန်းလာတဲ့အခါဝမ်းနဲ့အားငယ်လာတဲ့အခါဒါကိုရင်ဖွင့်စရာတယောက်လေးမှရှိမနေဘူးဆိုတဲ့အသည့်ကပုံနာကျင်စေတာပဲမဟုတ်လားနေမကောင်းတဲ့ကိုယ်အသိမိတ်ဆွေတွေကိုပေးဖို့အသုံးဝင်ဆုံးအရာဟာစိတ်ခွန်အားပေးတဲ့စကားပြောပေးခြင်းဖြစ်ပါတယ်။သူမစားနိုင်တဲ့မုန့်တွေအများကြီးပေးတာထက်သူစိတ်ကိုအကြည်တက်ဖြစ်စေမဲ့ပစ္စည်းတစ်ခုခုပေးတာမျိုးဥပမာပန်းစည်းလိုအရာမျိုးနဲ့နှစ်သိမ့်စကားပြောခြင်းကိုပြုလုပ်ပါ။နေပြန်ကောင်းလာဖို့မျှော်လင့်နေတယ်။အရင်လိုပြုံးပြောနေတာကိုမြင်ရဖို့စောင့်နေပါတယ်ဆိုတဲ့စကားတွေပြောပေးပါ။လူနာတယောက်ရဲ့ယောဂကိုတွန်းလှန်နိုင်အားနဲ့နလန်ထူဖို့အချိန်ဟာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာများနဲ့များစွာသက်ဆိုင်ပါတယ်စိတ်တက်ကြပြီးအားငယ်နေတဲ့လူတယောက်ကိုသူတယောက်တည်းမဟုတ်ပါဘူးဆိုတဲ့ခံစားချက်မျိုးပေးပါတခါတုန်းက Facebook ကြည့်ရင်ဗီဒီယိုတစ်ခုတွေ့လိုက်တယ်မှတ်ရ My have just Monday ဆိုတဲ့ caption လေးနဲ့ပါဒီများလျောက်ကင်ဆာရောဂါခံစားနေတဲ့သူ့အမျိုးသမီးလေးကိုကရုံးရိပ်ပေးပြီးနောက်ထိုအမျိုးသားဟာသူ့ခေါင်းကသပင်အလုံးကိုလည်းရိတ်ချပစ်လိုက်တယ်။ဒါကိုကြည့်ပြီးကျွန်တော်ကိုယ်တိုင်လည်း emotional ရမ်းဖြစ်သွားတယ်။ကိုယ့်ရဲ့အစိုးဆုံးအခြေအနေမှာတော့ထားမသွားပဲထပ်တူထပ်မြတ်ခံစားပေးပါမယ်။ဘယ်တော့မှအထီးမကျန်စေရပါဘူးဆိုတဲ့ခံစားချက်လေးကိုသူ့အမျိုးသားစီကရလိုက်တဲ့အဲ့ဒီအမျိုးသမီးဟာဘလောက်တောင်နှွေးထွေးပြီးလုံခြုံသွားလိမ့်မလဲ။လွင်လင်းတကူဖောက်ပြန်နေကြတဲ့ဒီခေတ်ကြီးမှာဒီလိုလူမျိုးကိုပိုင်ဆိုင်ရတယ်ဆိုတဲ့အသည့်ဟာသူမကိုကံအကောင်းဆုံးလူသားတယောက်လိုခံစားစေရမှာပါအေးတူပူမြထပ်တူခံစားပေးပါမယ်ဆိုတဲ့လူတယောက်ရှိခြင်းဟာဘဝရဲ့တန်ဖိုးဖြတ်မရတဲ့ကောင်းကြီးပါပဲအဆိုးဆုံးအခြေအနေမှာတော့သူရှိတယ်ဆိုတဲ့အသည့်ဟာဖြစ်သမျှအရာအလုံးကိုရင်ဆိုင်ဖို့တတိတွေနဲ့ပြည့်စုံနေမှာပါခွန်အားပေးတတ်တဲ့လူတွေနဲ့နေထိုင်ရတဲ့လူဟာပိုအောင်မြင်ကြပါတယ်မိဘရဲ့ယုံကြည်မှုတွေစိတ်ခွန်အားပေးမှုတွေချီးမွမ်းခံရခြင်းတွေရရှိတဲ့ကလေးတွေဟာပိုတော်ကြပါတယ်ငါသားငါသမီးလုံနိုင်နေဆိုတာယုံကြည်တယ်လို့ပြောခံရတဲ့ကလေးတွေဟာနင်ဘာမှမသိဘူးဒါနေနဲ့မဖြစ်ဘူးစတဲ့စကားလုံးတွေနဲ့ပိတ်ပင်ခံရတဲ့ကလေးတွေထက်ပိုတော်ကြတာဟာတိတ်ဆန်းမကျဲပါဘူးမိဘရဲ့ယုံကြည်မှုတွေစိတ်ခွန်အားပေးမှုတွေရရှိတဲ့ကလေးတွေဟာပိုကြိုးစားကြတယ်ကိုယုံကြည်မှုပိုမရှိကြတယ်အဲ့ဒီနေရာမှာပဲတလွဲစပင်ကောင်းတဲ့သူမျိုးမဖြစ်ဖို့တော့အရေးကြီးတယ်သားသမီးပြောသမျှယုံပြီးအလိုလိုက်လွန်းတာနဲ့စိတ်ခွန်အားပေးတာမတူညီပါဘူးကိုဟာမိဘဖြစ်တဲ့အတွက်ကိုသားသမီးရဲ့အသွားအလာကိုအမြဲကြည့်ရှုပြီးမှားရင်မှားကြောင်းမှန်ရင်မှန်ကြောင်းထောက်ပြပေးနိုင်ရပါလိမ့်မယ်ကြာရှုံးတဲ့အခါပြန်ထဖို့အားပေးတတ်တဲ့မိသားစုအမားလုံးမိတဲ့အခါနီလန်တကြဆုံးမတတ်တဲ့မိဘတွေဖြစ်ဖို့လိုပါတယ်။အမြဲတမ်းဘေးကနေဖြစ်တွေ့တဲ့နေရာတကာပိတ်ပင်နေတဲ့လူတွေနဲ့ဆိုရင်တိုးတက်ဖို့ဆိုတာအဝေးကြီးပဲ။တချို့မိဘတွေဟာသားသမီးကိုချစ်တဲ့ပုံစံမှားနေကြတယ်။စိုးရိမ်လို့ဆိုတဲ့စကားနဲ့ပုံစံခွက်တဲ့ထိပိတ်ထားတတ်ကြတယ်။လိမ်မာတဲ့ကလေးဖြစ်ဖို့အကြောက်တရားနဲ့ထိန်းချုပ်ကြတော့တာပဲ။ကိုယုံကြည်ရာကိုဝါသနာပါတာကိုမလုပ်ရတဲ့ကလေးတွေဟာသူတို့ဘဝမှာဘယ်အရာကကျွမ်းကျင်လဲဘယ်အရာအားနေလဲဘယ်နေရာက genius ဖြစ်လဲမသိကြတော့ဘူး။အသက်အရွယ်ရလာတဲ့အခါလဲဘယ်အရာကိုမှကိုယ်ပိုင်ခံစားချက်နဲ့မဆုံးဖြတ်ရကြတော့ဘူး။ကိုယုံကြည်မှုမရှိတာမျိုးပေါ့စင်ပေါက်လေးတွေဟာသူတို့ခြေထောက်ကိုချီနှောင်ထားတဲ့တန်ကြိုးတွေကိုဆွဲမဖြုတ်နိုင်ကြဘူးတန်ကြိုးတွေကိုဆွဲဖြုတ်ဖို့အင်အားသူတို့မှမရှိသေးဘူးလေဒါပေမဲ့အရွယ်ရောက်လို့တလုံးကြီးတွေကိုဆွဲနိုင်တဲ့ခွန်အားရှိတဲ့အခါလဲ
အဲ့ဒီတန်ကြိုးတွေကိုဆွဲမဖြုတ်တတ်ကြဘူးဒီတစ်ခါတော့ငယ်ငယ်ကလိုခွန်အားမမျှလို့မဟုတ်ဘူးသူငယ်စဉ်ကဆွဲဖြုတ်လို့မရတဲ့ကြိုးတွေဟာအခုလည်းမရနိုင်ဘူးလို့သူတို့အမြဲမှတ်ထားကြလို့ပါပဲယုံကြည်ရာကိုမလုပ်ခဲ့ရတဲ့သူတွေကိုဝါသနာအတွက်မကြိုးစားခဲ့ရသူတွေမှာစိတ်ဝေဒနာအနုအစာရှိတတ်ပါတယ်ဒါဟာဖြစ်ပါမလားလုံနိုင်ပါမလားဆိုပြီးကိုတန်တရားဝင်ခြင်းပဲဖြစ်ပါတယ်အဓိကကတော့ကိုယုံကြည်မှုမရှိတာပေါ့ဒါကြောင့်လူသားတယောက်ရဲ့ပထမဆုံးအားကိုးရဖြစ်တဲ့မိဘကလည်းကိုသားသမီးကိုစိတ်ခွန်အားပေးနိုင်အောင်လှုံ့ဆော်ကြဖို့လိုပါတယ်လူတယောက်ကိုစိတ်ကဥဆောင်တဲ့အတွက်စိတ်ခွန်အားပေးတဲ့လက်ဆောင်ထက်ပိုဖိုးတန်တဲ့အရာမရှိပါဘူးဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်ခွန်အားပေးတဲ့သူဖြစ်အောင်နေထိုင်ပါဒါဟာတိတ်ကုန်မမြတ်တဲ့ရှင်သန်နေထိုင်ခြင်းပါပဲ။ဘာကြောင့်လဲဆိုတော့လောကကြီးမှာအဖြစ်တင်ဝေဖန်သူတွေနဲ့ဖြိုချဖျက်ဆီးသူတွေသာပိုများနေတတ်တာတောင်ပါပဲ။